ပထမဆုံးအနေနဲ့မြေပဲဆန်အိတ်တွေကိုဒီလိုမြေအောက်လမ်းကြောင်းနဲ့လောင်းထည့်လိုက်တာပါအပြင်ကကြည့်ရင်တော့အမိုက်ပုံးနဲ့ပြစ်ထည့်နေတယ်လို့ပါပဲဒါပေမဲ့တကယ်ကတော့ဒီလမ်းကြောင်းကနေတဆင့်ဆက်ထဲကိုဓာတ်ရိုက်ရောက်အောင်ပို့ပေးနေတာပါမြေပဲဆန်တွေဆက်ထဲရောက်တာနဲ့အပူပေးဆက်ကြီးထဲမှာအရင်ဆုံးလော်ရပါတယ်မြေပဲဆန်တွေကျက်လာပြီဆိုရင်တော့တဝင်းလုံးမှာမြေပဲလော်နှံလေးတွေတင်းနေတော့တာပဲဒီလိုလော်ပေးတာကစီထွက်နှုံးကိုပိုကောင်းစေတယ်လို့စီကိုလည်းပိုမွေးစေပါတယ်လော်ပြီးသားမြေပဲတွေကိုတော့ပန်ကာနဲ့အမြန်အေးခံရပါတယ်ပြီးတာနဲ့ဒီမြေပဲတွေကိုကြိတ်ဆက်ထဲထည့်လိုက်ပြီးအမှုန့်လေးတွေဖြစ်သွားအောင်ကြိတ်ချေလိုက်ပါတယ်ကြည့်ရတာတော့မြေပဲယိုလုပ်ဖို့ကြိတ်နေတယ်လို့ပါပဲအဲ့ဒီနောက်မှာတော့ကြိတ်ထားတဲ့မြေပဲမှုန့်တွေကိုပေါင်းအိုးကြီးထဲထည့်လိုက်ပါတယ်အပူရှိန်နဲ့တေချာပေါင်းပေးလိုက်မှမြေပဲထဲမှာရှိတဲ့စီဆဲလေးတွေပျက်စီးသွားပြီးစီညစ်တဲ့အခါစီအထွက်နှုံးအများကြီးပိုတက်လာမှာဖြစ်ပါတယ်ပေါင်းပြီးသားမြေပဲမှုန့်တွေကိုအဝတ်စခန့်ထားတဲ့ပုံစံခွက်ထဲမှာထည့်ပြီးရင်တော့ဖိစက်နဲ့တေချာဖိချလိုက်ပါတယ်ဒီလိုလုပ်လိုက်ရင်မြေပဲမှုန့်တွေကအချက်ပြားလေးတွေဖြစ်သွားတာပေါ့အဲ့ဒီလိုရလာတဲ့အချက်ပြားတွေကိုစီညစ်ဆက်ထဲမှာစနစ်တကျတစ်ခုချင်းစီထည့်ရပါတယ်ဆက်ကိုနှိုးလိုက်တဲ့အခါဟိုက်ဒရောလစ်စနစ်နဲ့ဘေးနှစ်ဖက်ကနေအားပြင်းပြင်းနဲ့ညှစ်ထုတ်လိုက်တာကြောင့်ရွှေဝူရောင်မြေပဲစီတက်လေးတွေတစ်ဆက်ချင်းစီးကျလာပါတယ်ဒါပေမဲ့ဒီစီကိုချက်ချင်းစားလို့တော့မရသေးပါဘူးအနေထိုင်ကန်ထဲမှာအနေတွေထိုင်အောင်အရင်စောင့်ရပါတယ်အဲ့ဒီနောက်မှာစကားနဲ့ထပ်စစ်ပြီးအညစ်အကြေးတွေဖယ်ရှားလိုက်တဲ့အခါအယောင်ကရွှေရောင်လိုဝင်းပပြီးအနံ့ကလည်းတင်းပြတ်နေတဲ့မြေပဲစီစစ်စစ်ကိုရရှိလာတာပဲဖြစ်ပါတယ်